နေ့ကတော့ကလေးရောလူကြီးရောပါကြိုက်တယ်ကြောက်ကြောလေးလှုပ်ရှားဖြစ်ပါတယ်ရှင်ကြောက်ကြော3ထပ်လေးပေါ့နော်အရင်ဆုံးပထမထပ်ကိုကြောက်ကြောဖြူလေးလုပ်ပါမယ်ရှင်ကြောက်ကြောတစ်စွန်းထည့်မယ်ပြီးရင်တကြားတစ်စွန်းထည့်မယ်တကြားကကိုချူကြိုက်ရင်များများထည့်လို့ရပါတယ်ရှင်ပြီးသွားရင်တော့မီးပေါ်တင်ပြီးတော့မှပြပြလေးရပြီးထည့်အောင်ချိုပေးလိုက်ပါမယ်ပြီးသွားရင်တော့ကိုထည့်မယ်ဦးလေးကိုပေါ့နော်ကိုမှရှိတဲ့ဟာပဲဟာနေပါအေးခံမဲ့ဟာလေးတွေကိုရင်လောက်ထည့်ထားလိုက်ပါမယ်သူ့အေးခံထားပြီးတော့ဒုတိယဓာတ်ဖြစ်တဲ့အုံနိုဓာတ်ကလေးကိုစာပြီးတူမယ်ပေါ့နော်ခဏအတိုင်းပဲကြောက်ကြောမုံတစ်စုံပြီးရင်တကြားတစ်စုံထည့်ပြီးမွေးလိုက်ပါမယ်ပြီးရင်တော့အုံနိုလေးထည့်ပြီးမွေးမယ်ပေါ့နော်ပြီးသွားရင်တော့မိဖို့ပေါ်တင်ပြီးတော့မှမီအေးလေးနဲ့စာကြိုပါမယ်ကြိုပြီးသွားပြီဆိုရင်တော့စောကလူပြပြလေးဖြစ်သွားပြီဆိုရင်ခဏကကြောက်ကြောဖြူလေးကခဲနေပြီပေါ့နော်သူ့ပေါ်ကနေထပ်ပြီးလောင်းလိုက်ပါမယ်ဒါဆိုတော့နှစ်ထပ်ရသွားပြီပေါ့နော်တတိယတက်ကိုတော့ကျမကပြားလိမော်လေးနဲ့လှုပ်စားပါမယ်ရှင်ပြားလိမော်လေးကိုချိန်လိုက်ပါမယ်စိတ်ဆရာမရှိရင်လည်းလက်နဲ့နယ်လိုက်လို့ရတယ်နော်ပြီးသွားရင်တော့ကြိုမယ်ဦးလေးကိုစားထည့်ပါမယ်ခဏတိုင်းပဲကြောကြောတစ်စုံတကြားတစ်စုံထည့်ပြီးတော့မိဖို့ပေါ်တင်ပြီးမူလိုက်ပါမယ်ပြီးရသွားပြီဆိုရင်တော့ခဏကအုံနိုးတက်ပေါ်မှာပဲသူ့ကိုလောက်ထည့်လိုက်မယ်ပေါ့နော်ပြီးအေးခံထားပြီးစားလို့ရပါပြီရှင်ကဲအခုဆိုရင်တော့အေးပြီးခဲသွားတဲ့အချိန်လေးပေါ့နော်အရန်ကူစားလို့ကောင်းပြီချူချူအီမူမူလေးပါရှင်စားကြပါအောင်နော်ဗီဒီယိုဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုမှာလည်းဘယ်လိုမုံလေးတွေလုပ်ပြအောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်